အစွမ်းကုန်အော်ဟစ်အကူအညီတောင်းကြပေမဲ့သူတို့ကအမြင့်ကြီးမှာရောက်နေတာကအောက်ကလူကဘာမှမကြားပါဘူးပိုဆိုးတာကသူကထွက်သွားဖို့ပြင်နေပါတယ်ဘက်ကီကသူမရဲ့ဖက်နှက်ကိုချုပ်ပြီးအောက်ကိုပစ်ချလိုက်ပါတယ်ဟန်ဒရာကသဘောတူပါတယ်သူမကဖုန်းကိုသူမရဲ့ဖက်နှက်ထဲသူမရဲ့ဘရာစီယာကိုချုပ်ပြီးဖုန်းကိုကူရှင်လိုမျိုးပတ်လိုက်ပါတယ်သူတို့ဟာဖက်နှက်ကိုပေး2000အမြင့်ကနေပစ်ချလိုက်ပြီးဘရာစီယာကကာကွယ်ပေးလိုက်မယ်လို့မျှော်လင့်ခဲ့ကြပေမဲ့ဖုန်းအကောင့်နိုင်ကြသလားဆိုတာသူတို့မသိနိုင်ပါဘူးသူတို့ဆောင်ရင်နာရီပေါင်းများစွာကြာသွားပေမဲ့ကယ်ဆယ်ရေးရောက်မလာပါဘူးဖုန်းဟာမြေပြင်နဲ့ရိုက်မိတဲ့တန်ကြောင့်ပျက်စီးသွားတာရှင်းနေပါတယ်မျော်လင့်ချက်တွေကုံဆုံးခါနီးမှာဟန်ထရာကတာဝါတိုင်းအောက်မှာလူတစ်ယောက်ကိုမှန်ပြောင်းကနေလှမ်းမြင်လိုက်ပါတယ်။ကောင်မလေးနှစ်ယောက်ဟာအရန်စိတ်လှုပ်ရှားသွားပြီးအစွမ်းကုန်အော်ဟစ်အကူအညီတောင်းကြပေမဲ့သူတို့ကအမြင့်ကြီးမှာရောက်နေတာကအောက်ကလူကဘာမှမကြားပါဘူး။ပိုဆိုးတာကသူကထွက်သွားဖို့ပြင်နေပါတယ်။ဘက်ကီကသူမရဲ့ဖက်နှက်ကိုချုပ်ပြီးအောက်ကိုပစ်ချလိုက်ပါတယ်။အဲ့ဒါကမြေပြင်ပေါ်ကိုပြင်းပြင်းထန်ထန်ကျသွားပေမဲ့အဲ့ဒီလူကသတိမထားမိပါဘူး။သူမနောက်ထပ်ဖက်နှက်တစ်ဖက်ကိုထပ်ပစ်ပါတယ်။ဒီတစ်ခါတော့တန်တိုင်ကိုထိပြီးအတန်အကျယ်ကြီးထွက်သွားပါတယ်။အဲ့ဒီလူကလှည့်ကြည့်ပါတယ်။သူကဖက်နှက်ကိုကောက်ယူပေမဲ့ထူးဆန်းတာကအပေါ်ကိုဘယ်တော့မှမုန်းမကြည့်တာပါပဲ။ဘယ်သူမှမရှိဘူးအထင်နဲ့သူကဖက်နှက်ကိုဘေးပစ်ချပြီးထွက်သွားပါတယ်။ကောင်မလေးတွေစိတ်တက်ကြသွားပါတယ်။ဘက်ကီကမိကြီးတနက်ကိုယူပြီးပြစ်ဖို့ပြင်ပေမဲ့ဟန်ထရာကတားလိုက်ပါတယ်။နေအောင်ကအရန်တောက်ပနေလို့နေဘက်မှာမိကြီးကိုမြင်ရခဲ့ပါတယ်။အဲ့ဒီနောက်ဟန်ထရာကအနီးနားမှာကားတစ်စီးကိုမြင်လိုက်ပါတယ်။အဲ့ဒီလူကစခန်းချဖို့လာတာဖြစ်ပြီးမကြခင်မှာပြန်သွားမှာမဟုတ်ဘူးလို့သူမခံမှန်းလိုက်ပါတယ်ဘက်ကီကစောင့်ဖို့သဘောတူလိုက်ပြီးနောက်ဆုံးမှာတော့ညရောက်လာပါတယ်သူတို့ကောင်းကင်ကိုချိန်ပြီးမိကြီးပြစ်ဖောက်လိုက်ပါတယ်တောက်ပတဲ့အလင်းရောင်ကညကိုလင်းထိန်သွားစေပါတယ်တကယ်ပဲအဲ့ဒီလူကမိကြီးကိုသတိထားမိသွားပါတယ်မှန်ပြောင်းကနေတဆင့်သူတာဝါတိုင်းကိုမော့ကြည့်နေတာကိုသူတို့မြင်လိုက်ရပါတယ်ဟာတာနဲ့ဘက်ကီတို့ဟာအရန်ဝမ်းသာသွားကြပါတယ်ကယ်ဆယ်ရေးရောက်လာတော့မယ်လို့သူတို့ထင်ခဲ့ကြပေမဲ့နောက်ထပ်ဖြစ်လာတဲ့အရာကသူတို့ကိုတုန်လှုပ်သွားစေပါတယ်